ဒီနေရာမှာကဘာမြေပေါ်မှာမရှိတဲ့တတဝါတွေအများကြီးရှိတယ်သို့တော်လည်းအခုချိန်မှာတားရဲကြီးတစ်ကောင်ကသူ့ကိုစိုက်ကြည့်နေတဲ့ထိတ်လန့်ကြားနဲ့သူထွက်ပြေးခဲ့တယ်မတော်တဆနာပြီးတူးနဲ့တိုက်မိသွားတဲ့အဲ့ဒီနောက်မှာဇလန်းဆာမှာဖြစ်ပျက်ခဲ့တာတွေဖြစ်လာခဲ့တဲ့တန်ရှင်းတဲ့တစ်ပင်အီဝါပန်ဒိုယာကျုပ်ပေါ်ကတတဝါအားလုံးကိုကာကွယ်ဆောင်ရှောက်ခဲ့တာကြပြီအီဝါကဂျိတ်ကိုရွေးချယ်တယ်ဆိုရင်သူကစိတ်လုံးတန်ရှင်းသူဖြစ်တယ်လို့ဆိုလိုတယ်ဒါကြောင့်နေဒီကတွေးဝေပြီးနောက်လေးကိုချလိုက်တဲ့အခြားတစ်ဖက်မှာတော့အဖော်တွေကဂျိတ်ကိုဆက်ရှာနေကြတော့ပဲညမုံကျုပ်တော့မယ်ဆိုတာသိတော့သူတို့ရှာဖွေတာကိုရက်လိုက်ရတဲ့ဂျိတ်ကတောထဲမှာတယောက်တည်းချန်ခဲ့ရတယ်ညရောက်လာတော့အစာရှာထွက်တဲ့တားရဲတွေပုံများလာတဲ့ဂျိတ်ကအလွန်မင်းတင်းမာနေတဲ့သူကတစ်ကိုင်းကိုမိရှို့ပြီးသူစီချင်းကပ်လာတဲ့တတဝါတွေကိုမိတို့အဖြစ်တုံးပြီးမောင်းထုတ်တယ်ခွေးနဲ့တူတဲ့တတဝါတအုပ်ကသူ့ကိုဝိုင်းထားတဲ့အဲ့ဒီထဲကတားရဲတစ်ကောင်ကသူ့ကိုဖမ်းဆုပ်လိုက်ချိန်မှာပဲနေဒီကရုတ်တရက်ပေါ်လာပြီးတားရဲကိုမြားနဲ့ပစ်လိုက်တဲ့နောက်တော့ဓာငယ်နဲ့ကျန်တဲ့တားရဲတွေကိုရှင်းပစ်တဲ့ဂျိတ်ကသူ့တက်ကိုကယ်တင်ခဲ့တယ်သူမကလာပြီးသူ့လက်ထဲကမိတို့ကိုရေထဲပစ်ချလိုက်တဲ့ထင်ရှားတာကမိကတားရဲတွေကိုဆွဲဆောင်ခဲ့တာဖြစ်တယ်သူတို့နှစ်ဦးဘာသာစကားမတူပေမဲ့ဂျိတ်ကနေဒီကိုရိုးသားစွာကျေးဇူးတင်စကားပြောခဲ့တယ်သူမထွက်သွားတာကိုမြင်တော့သူချက်ချင်းလိုက်သွားတယ်မင်းအဲ့ဒီຢာတွေကိုတက်ပေးလို့ကျေးဇူးတင်ကြောင်းပြောချင်ုံပါလို့ဂျိတ်ကပြောလိုက်တယ်ကျေးဇူးမတင်ပါနဲ့ဒါကဝမ်းနည်းစရာပါလို့နေဒီကပြန်ပြောတယ်ဂျိတ်ကနေဒီဟာလူသားဘာသာစကားပြောနိုင်လိမ့်မယ်လို့မထင်ထားဘူးအခုချိန်မှာသူမကသူ့အတွက်အားကိုးစရာတူးတဲ့တော့သူဖြစ်နေပြီးဒါကြောင့်သူမကရိုက်နှက်တာကိုခံရပေမဲ့လည်းဂျိတ်ကနေဒီကိုဆက်ပြီးလိုက်သွားခဲ့တယ်နေဒီကတော့သူ့ကိုမကြိုဆိုခဲ့ဘူးသူ့ကြော်ကိုပြန်သွားဖို့ဆက်ပြီးပြောနေတယ်ဒါပေမဲ့အီဝါရဲ့မျိုးစေ့ကဂျိတ်ပေါ်ကိုထပ်ပြီးချက်လာတဲ့မျိုးစေ့ကစိတ်နှလုံးယုံမှသူတွေစီဘယ်တော့မှမချင်းကပ်ဘူးဒါကဂျိတ်ရဲ့စိတ်နှလုံးတန်ရှင်းမှုကိုထပ်မံဖော်ပြနေတဲ့နေဒီကဒီမြင်ကွင်းကိုအံ့အားစွာကြည့်လိုက်တဲ့နောက်တော့ဂျိတ်ကိုသူမနေထိုင်တဲ့ရွာကိုခေါ်သွားတယ်သူတို့နှစ်ဦးရွာထဲဝင်သွားတာနဲ့မြင်းစီနာဘီအုပ်စုကသူတို့ကိုတားဆီးလိုက်တယ်သူတို့အားလုံးနေဒီရဲ့ရွာသားတွေပဲသူတို့ကဂျိတ်စီကိုများတွေချိန်ထားတာကိုမြင်တော့နေဒီကချက်ချင်းတားမြစ်လိုက်တယ်ပြီးတော့အီဝါကဂျိတ်ကိုရွေးချယ်ထားကြောင်းပြောပြတယ်အီဝါကရွေးချယ်တဲ့သူဟာအနာဂတ်မှာရွာရဲ့ခေါင်းဆောင်ဖြစ်လာနိုင်ခြင်းအများကြီးရှိတယ်ဂျိတ်ကချက်ချင်းတေဘေးကလွတ်မြောက်ခဲ့ရမဲ့ခေါင်းဆောင်ဖြစ်သူကသူ့ကိုဖမ်းဆီးခိုင်းတဲ့နောက်တော့ဂျိတ်ကိုပြန်ခေါ်သွားတဲ့ရွာသားတွေကသူ့ကိုဝိုင်းပြီးကြည့်ရှုကြတယ်ဒီရွာရဲ့ခေါင်းဆောင်ကနေဒီရဲ့ဖခင်ဖြစ်တယ်နေဒီကခုနကဖြစ်ပျက်ခဲ့တာတွေအားလုံးကိုသူ့ဖခင်ကိုပြောပြတယ်ဒါပေမဲ့ခေါင်းဆောင်ကအီနေယာကိုကြော်တမ်းမိသူမဆိုလာရောက်ခွင့်မပြုနိုင်ဘူးဒါကြောင့်သူတို့ဂျိတ်ကိုတက်ပြရမယ်မမျှော်လင့်ပဲနေဒီရဲ့မိခင်ကရောက်လာတယ်သူမကရွာရဲ့ပင်မပရောဟိတ်ဖြစ်ပြီးခေါင်းဆောင်ထပ်ပင်တဇာအာနာဘုရှ်ဤတဲ့သူမကဂျိတ်ကိုအသေးစိတ်ကြည့်ရှုခဲ့တဲ့နောက်တော့ရုတ်တရက်သူမရဲ့ဆံပင်ကိုဆွဲထုတ်ပြီးသူ့ရင်ဘက်ကိုထိုးဖောက်လိုက်တယ်ပြီးတော့သူ့သွေးကိုပါဆက်ထဲထည့်ပြီးရတာခံကြည့်တယ်မိခင်ကအီဝါရဲ့ရွေးချယ်မှုမှန်ကန်တယ်လို့ခံစားလိုက်ရတဲ့ဂျိတ်ကတကယ်ပဲစိတ်နှလုံးကောင်းမွန်သူဖြစ်တယ်ဒါကြောင့်သူ့ကိုချက်ချင်းမတက်ဖို့ဆုံးဖြတ်လိုက်ုံသာမကနာဘီဘာသာစကားနဲ့နေထိုင်မှုပုံစံကိုသူ့ကိုတင်ပေးဖို့နေဒီကိုညွှန်ကြားခဲ့တယ်နေဒီကမချင်မနှက်ဖြစ်ပေမဲ့သူမကမိခင်ရဲ့အမိန့်ကိုနာခံရမယ်နောက်တော့ဂျိတ်ကိုမိဘုံပေးခေါ်သွားပြီးထိုင်စေတဲ့အစားအစာချိုးစားပြီးနောက်နေဒီကဂျိတ်ကိုအိတ်ဆက်ရနေရာကိုခေါ်သွားတဲ့နာဘီတိုင်းတစ်ပင်ပေါ်မှာအိတ်ချတယ်သူတို့ကတစ်ပင်နှစ်ပင်ကြားပိုက်ကွန်တစ်လုံးကိုဆွဲပြီးအဲ့ဒါကသူတို့ရဲ့အိတ်ရဖြစ်တဲ့အိတ်ဆက်တဲ့အခြေအနေတွေဝင်သွားတဲ့အခါဂျိတ်ရဲ့အသိစိတ်ကမူလခန္ဓာကိုယ်စီပြန်ရောက်သွားတဲ့နိုးလာတဲ့အခါသူကသူ့တွေ့ကြုံတွေကိုသူ့ဖော်တွေကိုပြောပြတဲ့အဖော်တွေဂျိတ်ကိုနာဘီတွေကဒီလောက်လွယ်လွယ်ကူကူလက်ခံနိုင်မယ်လို့ထင်ပြီးအလွန်ကန်ကောင်းတယ်လို့ယူဆကြတယ်ဂျိတ်ကဒီကိစ္စကိုဘုံမူကြီးကိုအစီရင်ခံတဲ့အခါဘုံမူကြီးကလည်းသူ့အတွက်ဝမ်းသာခဲ့တယ်ဒါပေမဲ့သူတို့ရဲ့နောက်ထပ်စီမံကိန်းကနာဘီတွေကိုမောင်းထုတ်ဖို့ဆိုတာကိုကြားတဲ့အခါဂျိတ်ကနည်းနည်းစိတ်မပျော်မရွှင်ဖြစ်လာတယ်ဒါဟာနာဘီတွေရဲ့နေအိမ်ဖြစ်တယ်ဘယ်သူမှဒီလိုလုပ်ပိုင်ခွင့်မရှိဘူးဒါပေမဲ့ဒီချိန်မှာဂျိတ်ကနာဘီအဖြစ်လုံးလုံးရရမပေါင်းဆက်သေးဘူးဒါကြောင့်မချင်တဲ့ပေမဲ့လည်းထက်ပြီးဘာမှမပြโอเคဘူးနောက်တော့အမျိုးသမီးပါရကူနာဘီတွေရဲ့ဓာတ်ပုံချို့ကိုယူလာပြီးဂျိတ်ကိုဖော်ထုတ်ခိုင်းတယ်သူပေးနိုင်တဲ့သတင်းချက်လက်တွေကအခုချိန်မှာအနှဲငယ်သာရှိပေမဲ့သူကအတွင်းဆုံးကိုရောက်နေတဲ့တူးတဲ့တော်သူဖြစ်တယ်လူတိုင်းကသူ့အပေါ်မျှော်လင့်ချက်ထားကြတယ်ဂျိတ်ကဖြည်းဖြည်းချင်းသူ့စီလျှောက်လာတဲ့တာရဲကြီးအများပြားကသူ့ကိုတတိထားနေကြတဲ့အချို့ကကြောက်လန့်ပြီးထွက်ပြေးသွားကြတယ်ဒါပေမဲ့တကောင်တွေကသူ့ကိုမကြောက်ဘူးသူ့ကိုကြောက်လန့်အောင်လုပ်ဖို့ကြိုးစားပြီးအဆက်မပြတ်ဟင်းဟောင်းနေတဲ့ဂျိတ်ကဒီကောင်ကိုချက်ချင်းရွေးချယ်လိုက်တယ်ဒီလိုနဲ့ကျိုးနဲ့သူ့ခြေထောက်ကိုချီပြီးသူ့ကြောပေါ်ခုန်တက်လိုက်တဲ့တာရဲကြီးကရုန်းကန်နေတဲ့ဂျိတ်ကလည်းသူ့လေဘင်းကိုတင်းတင်းချက်ချက်ဖတ်ထားတယ်